လာပါရှင် IMB ကနေပြီးတော့အသစ်ထက်မှန်ရောက်ရှိလာတဲ့ YTO NME 934ရဲ့ထူးခြားချက်အားသာချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာတွေထူးခြားပြောင်းလဲသွားလဲဆိုတာကိုအနေနဲ့အတူဒီထွန်းဆက်လေးကိုလိုက်ကြည့်လိုက်ရအောင်နော်။ဆိုရင်တောင်သူဦးကြီးတို့ကတော့စက်ရုံကောင်းပုံများဆိုတာတော့တည်ပြီးသားဖြစ်မှာပါအဲ့ဒီအပြေထူးခြားတာကဒီ YTO NME မှာဒေးလိုက်မီလေးပါဝင်လာတာပဲဖြစ်ပါတယ်ရှင်အထူးခြားဆုံးအချက်ကတော့ရင်းကောင်ရည်သေးပေမဲ့တောင်သူဦးကြီးတို့အကြိုက်ရှေ့ကရရှစ်ချက်နဲ့နောက်ကရရှစ်ချက်ပါဝင်လာတာပဲဖြစ်ပါတယ်ရှင်ထပ်ပြီးထူးခြားတာထပ်ပြပေးမယ်တောင်သူဦးကြီးတို့အတွက်လွယ်ကူစွာထွန်ရက်စိုက်ပျိုးနိုင်ဖို့အတွက်ရှက်တဲ့ဂီယာလေးကိုစတီယာတိုင်းရဲ့ဒီဘက်မှာတက်ဆင်ပေးထားပါတယ်ကလပ်ဟာဆိုရင်တော့12လမကလပ် double action ကလပ်ကိုသုံးထားပါတယ် PDO ကတော့940 920ဆိုပြီးတော့နှစ်ချက်ပါဝင်ပါတယ်ဖြစ်ပါတယ်ရှင်မြင်းကောင်ရည်အသေးဆိုပေမဲ့ဘယ်ညာအထောင်မိုးနှလုံးကိုတက်ဆင်ထားတဲ့အတွက်မတင်ဝန်အားကောင်းပါတယ်ဂေါ်တက်ဆင်အသုံးပြုမဲ့တောင်သူဦးကြီးတို့အတွက် hydraulic system ကိုလည်းထည့်သွင်းတက်ဆင်ထားပါတယ်ရှင်ရှေ့တာယာဆိုင်ကတော့6516တာယာကိုအသုံးပြုတက်ဆင်ထားပြီးတော့နောက်တာယာဆိုင်ဟာဆိုရင်1228တာယာဆိုင်ကိုအသုံးပြုတက်ဆင်ထားပါတယ်ရှင် DYDO NME 934ထွန်ဆက်ကဆိုလို့ရှိရင်ကောတွဲဖက်တက်ဆင်အသုံးပြုလို့ရတယ်ထဲပန်းသုံးမယ်ဆိုလို့ရှိရင်6ပန်း22ကိုတွဲဖက်သုံးလို့ရပါတယ်ရှင်အာမခံကလည်းနိုင်1000တစ်နှစ်ထိပေးထားတဲ့အပြင်တောင်သူဦးကြီးတို့စက်ဝယ်ယူပြီးနောက်ပိုင်းမှာစိတ်ပူစရာမလိုတဲ့အဖို့ပစ္စည်းလေးပေါ်များတယ်နောက်ပြီးတော့ဝယ်ယူပြီးနောက်ပိုင်းမှာစက်ပြင်ဝန်ဆောင်မှုကောင်းကောင်းလည်းရှိတာကြောင့်စိတ်ချလက်ချဝယ်ယူအားပေးနိုင်ပါတယ်ရှင်။တောင်သူကြီးတို့စိတ်ပါဝင်စားလို့ဝယ်ယူခြင်းတယ်ဆိုလို့ရှိရင်တော့ hotline ဖုန်းနံပါတ်တွေဖြစ်တဲ့39ကို4459ကို263နဲ့39ကို4459ကို262တို့ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။